အားလုံးပဲမင်္ဂလာပါရှင်ဘန်ကောက်မြို့မှာရှိတဲ့လေးမျက်နှာဖျားကိုစုကသွားဖို့မှဖြစ်ပါတယ်စုနဲ့တူလိုက်ဖို့လည်းဖိတ်ခေါ်ပါရရှင်မြို့ရှိလေးမျက်နှာဖျားဟာထိုင်းနိုင်ငံတွင်အလွန်ထင်ရှားပြီးတော့အရောင်ဟွန်ဟိုတယ်နားမှာတည်ရှိပါတယ်လေးမျက်နှာဖျားကို1956ခုနှစ်တွင်တည်ထားကိုးကွယ်ခဲ့ပြီးတော့အရောင်ဟွန်ဟိုတယ်တည်ဆောက်နေစဉ်မကြာခဏပြဿနာများနဲ့ကြုံတွေ့နေရသဖြင့်ထိုင်းလူမျိုးများကဤဖျားကိုတည်ထားကိုးကွယ်ခဲ့တဲ့အခါမှာပြဿနာများပြေလည်သွားသည်ဟုယုံကြည်ကြပါတယ်ရှင်လေးမျက်နှာဖျားကလေးဖက်လေးမျက်နှာရှိပြီးတော့လက်တစုံတရာတွင်ကွဲပြားသောအရာဝတ္ထုများကိုကင်ထားပါတယ်။ဤလေးမျက်နှာဖျားသည်လေးမျိုးသောကောင်းချီးများကိုပေးဆွဲနိုင်သည်ဟုယုံကြည်ကြပါတယ်ရှင်။ပထမမျက်နှာမှာမေတ္တာဂရုဏာဒုတိယမျက်နှာမှာငြိမ်းချမ်းရေးတတိယမျက်နှာမှာအောင်မြင်မှုစတုတ္ထမျက်နှာမှာဒုက္ခချမ်းသာဆိုပြီးတော့အဆိုရှိကြပါတယ်ရှင်။လေးမျက်နှာဖျားကိုကိုးကွယ်သူများသည်ဆူတောင်းပြေးစေရန်ပန်းများနန်းတာများဖျောင်းတိုင်များပူဇော်ကြသည်ထို့ပြင်ဖျားအားကြော့ခြင်းနှင့်ပူဇော်ပသခြင်းတို့ကိုလည်းပြုလုပ်ကြပါတယ်ရှင်။လေးမျက်နှာဖျားသည်ထိုင်းနိုင်ငံတွင်အလွန်ထင်ရှားသောဘာသာရေးနေရာတစ်ခုဖြစ်လို့ဓလေ့ထုံးတမ်းတွေကိုလိုက်နာဖို့တော့မှာချင်ပါတယ်ရှင်။စုရဲ့ဘလော့လေးကိုအဆုံးထိကြည့်ပြီးတဲ့သူတွေတိုင်းကိုကျေးဇူးများတင်ပါတယ်။အခုစုကတော့ဒီလေးမျက်နှာဖျားမှာ9ရက်သားသမီးတွေအတွက်ပြီးတော့မြန်မာနိုင်ငံ၏အမြင့်ဆုံးငြိမ်းချမ်းမှုအတွက်လည်းဆုတောင်းပေးခဲ့ပါတယ်ရှင်အားလုံးပဲကျန်းမာချမ်းသာပါစေနောက်ထပ်ဘလော့တွေမှာလည်းပြန်တွေ့ပါမယ်နော်